လီဗာပူးတင်းနဲ့ဝက်ဆန်တင်းရဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြသခဲ့လီဗာပူးတင်းရဲ့ကစားသမား9ဦးအားလုံးပဲမင်္ဂလာပါ Anfield ဆိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ညကဝက်ဆန်တဲ့ပွဲမှာလီဗာပူးအသင်းကတိုက်စစ်ရောခံစစ်မှာပြည့်စုံတဲ့စွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့ပါတယ်အထူးသဖြင့်ဆက်ပိကနေရတဲ့ဂိုးတွေကဆက်တိုက်ရယူနိုင်ခဲ့တယ်လို့အာနစ်စလော့ရဲ့ view ဟာမြောက်အောင်မြင်မှုကိုလည်းပြသနေခဲ့တာဖြစ်ပါတယ်ပထမဆုံးတစ်ယောက်ကတော့ Alexis Mac Allisterကွင်းလယ်ဘူချုပ်မာကာကတော့ဒီနေ့ပွဲမှာအမှုပညာဆန်တဲ့တွင်းကိုနဲ့အတူနှစ်ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်ပွဲကိုလူတို့ထိန်းချုပ်နိုင်သွားရှိတယ်လို့အရေးကြီးတဲ့အချိန်တိုင်းမှာသူ့ရဲ့ပါနတ်တဲ့ပေးပို့မှုတွေကဝက်ဆန်ရဲ့ခံစစ်ကိုအမြဲတမ်းဒုက္ခပေးနေခဲ့တာပါနောက်တစ်ယောက်ကတော့ဟူကွီအီကီတီကီဤစစ်မပါနိုင်တဲ့အချိန်မှာတိုက်စစ်ဥဆောင်မှုကိုတာဝန်ယူထားနိုင်ခဲ့တဲ့အီကီတီကီကသူ့ရဲ့မြန်နှုံးနဲ့အဆုံးသက်သေးကြမှုကိုပြသနေခဲ့ပါတယ်ဝက်ဆန်တဲ့ပွဲစဉ်မှာလီဗာပူးအသင်းက9ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှာသူဟာအဓိကကျတဲ့အင်ဂျင်တစ်လုံးဖြစ်လာခဲ့ပြီးတော့ပြိုင်ဘက်နောက်ခံလူတွေကိုတစ်ချိန်လုံးအလုရှုပ်စေခဲ့သူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒိုမီနစ်ဆိုဘိုစလိုင်းရဲ့ Warrior ကတော့ညင်းစရာမရှိအောင်တကယ်ကောင်းမွန်ခဲ့ပါကွင်းလယ်တိုက်စစ်မှာနေရာစုံလိုက်ပါကစားပေးနေခဲ့တယ်လို့ set piece တွေကနေဂိုးရဖို့အတွက်လည်းသူ့ရဲ့တိကျတဲ့ပေးဖို့မှုတွေကအဓိကအထောက်ပံ့ဖြစ်စေခဲ့တာတော့အမှန်ပါပဲနောက်တစ်ယောက်ကတော့ Ibrahima Konatéခံစစ်မှာကြောက်ဆောင်လို့ခိုင်မာနေခဲ့တယ်လို့ set piece တွေကနေဂိုးရအောင်လည်းကူညီပေးနိုင်ခဲ့ပါတယ်ဝက်ဆန်ရဲ့တံမြန်တိုက်စစ်တွေကိုလှည့်မြောက်စွာဖျက်တောက်နိုင်ခဲ့ပြီးတော့ခံစစ်မူဖန်တိုင်းနဲ့အတူခံစစ်တိုင်းကြီးကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Milos Karket ခါခဲ့တာဒီပွဲမှာတိုက်စစ်လိုက်ပါမှုအလွန်အားကောင်းခဲ့ပါတယ်ဘယ်တာမန်ကနေတစေဖြတ်တင်ဘောတွေကနေအခွင့်အရေးတွေဖန်တီးပေးနိုင်ခဲ့တယ်လို့ခံစစ်ပိုင်းမှာလည်းဝက်ဆန်ရဲ့တောင်ပန်တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်ပြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်ညီကိုတို့ရောဒီနေ့ပွဲမှာဘယ်ကစားသမားကအကောင်းဆုံးလို့ထင်လဲ comment box မှာဝင်ရောက်ဆွေးနွေးပြီးသွားကြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်